Okay ဒီလိုပူလောင်အိတ်ဆက်နေကျွန်တော်ဗီဒီယိုရိုက်တာမီးဖွင့်ဖို့မေ့သွားဟဲ့ဒီလိုပူလောင်အိတ်ဆက်နေတဲ့ချိန်မှာတရတီးတုပ်လေးဆက်လေးစားလိုက်ရမယ်ဆိုရင်အခုလောလောဆယ်ကျွန်တော်အနေနဲ့ဓာတ်ကိုကောက်ကင်လိုက်ပါတယ်ဒါနဲ့ဓာတ်မဲကိုမကြိုက်လို့ဆိုပြီးကျွန်တော်ဓာတ်မဲကိုပြန်ချပြီးတော့မှဓာတ်နီကိုကောက်ကင်လိုက်ပါတယ်ပြီးတော့ရေဆေးလိုက်ပါတယ်ခင်ဗျာတရတီးတုပ်စားမယ်ပေါ့နော်ပြီးသွားလို့ရှိရင်ကိုယ့်ကခွန်နှွာတော့မယ်လို့လုံးလိုက်ကြမှာလက်ကတုံသွားလို့နောက်တစ်လုံးထည့်လိုက်ပါတယ်လို့နောက်ပြီးတော့ရေဆေးဖို့မေ့သွားလို့တကယ်တမ်းတော့အဲ့နဲ့ရေဆေးလိုက်ပါတယ်လုံးကောင်းချက်ကိုကြည့်အဲ့နဲ့နွားမယ်လို့တော့ကျွန်တော်လက်ကဓာတ်ကင်လိုက်တယ်လွတ်ကြသွားလို့ဦးလေးကောက်ကင်လဲဦးလေးပဲနွားလိုက်ပါတယ်နောက်တော့ဒီကောက်တော့မရတော့ငါလီးမယ်ဆိုပြီးဓာတ်ကိုချလိုက်တဲ့အချိန်မှာဦးလေးလက်ထဲရောက်သွားလို့ဦးလေးပဲထက်လီးလိုက်ပါတယ်တကယ်တော့ကျွန်တော်လီးခိုင်းလိုက်တာပါစားဒါတော့ကျွန်တော်ကမင်းထားလေးပါဒါနဲ့စကားမဆက်ပြောရမယ်ဆိုကျွန်တော်ရဲ့ subscriber 28ယောက်ပဲရှိပါတယ်ဒါကြောင့်မလို့ကျွန်တော်ကို support ပေးခြင်းနဲ့ဆိုရင် like တယောက်ချက်နှိပ်ပြီးတော့ subscribe လေးလုပ်ပေးသွားကြပါဒီတစ်ခုချင်းစီတော့က brother တို့ညိုကီတို့အတွက်ဘာမှမဟုတ်ပါဘူးကျွန်တော်အတွက်တော့တန်ဖိုးရှိလာပါတယ်1k ရပြီ subscriber 1k ရပြီဆိုတော့ကျွန်တော်နေပတ်စံဝင်မှာမဟုတ်လို့ပါအဲ့တော့ကျွန်တော်အမုတ်နေပါညာထည့်တယ်ငယ်မြရေးပါထည့်ပေါ့နော်ဒါကတော့နေတယ်အဲ့မှာတစ်ဖက်လွတ်ကျသွားတယ်ရေးတယ်မှာမနေကိုယ်တိုင်ပဲပြီးရအောင်အမမီးကြည့်တယ်အဲ့နဲ့ဆိုးဖို့ကောင်းတယ်ဆိုတာဒါကတော့ကျွန်တော်နေစားဖို့လုပ်နေဖြစ်ပါတယ်အဲ့ချိန်မှာနောက်ကနေအဖွားလာတို့သွားရပေါ့နော်ကျွန်တော်မသိလိုက်ပါဘူးစားကောင်းနေရမယ်အဲ့တော့ကျွန်တော်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးသွားတဲ့တစုံတူးချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်အားလုံးပဲ bye bye